ငါရဲ့ပတ်စံအိမ်မတွေ့တော့ဘူးငါရဲ့ပတ်စံအိမ်အဲ့မှာငါရဲ့ပတ်စံအိမ်မတွေ့တော့ဘူးပြောချင်တယ်ဆိုရင်ငါရဲ့ပတ်စံအိမ်我的钱包မတွေ့တော့ဘူး不见了我的钱包不见了你好မင်္ဂလာပါငါရဲ့ပတ်စံအိမ်မတွေ့တော့ဘူး我的钱包不见了ငါအထဲဝင်ပြီးရှာလို့ရလားအထဲဝင်ပြီးရှာလို့ရလားဆိုတော့အထဲဝင်တာက进去ရတာက可以အဲ့တော့我可以进去找一下吗ရှာလို့ရလား你的钱包是什么颜色的你的钱包是什么颜色的你ရဲ့ပတ်စံအိတ်ကဘာအယောင်လဲเนาะ你ရဲ့ပတ်စံအိတ်ကဘာအယောင်လဲ颜色ဆိုတာကအယောင်什么颜色ဆိုရင်ဘာအယောင်လဲ什么东西ဘာပစ္စည်းလဲလို့သုံးလို့ရတယ်เนาะနောက်တစ်ခုကကြတော့你ရဲ့ပတ်စံအိတ်ကဘာအယောင်လဲဆိုတော့သူကမပြောသေးဘူးပေါ့เนาะသူကဆက်ပြောသေးတယ်ငါတို့ရဲ့အန်တီတဲ့တန်ရှင်းလုပ်တဲ့အချိန်မှာတဲ့ပတ်စံအိတ်တစ်ခုကိုတတိထားမိတယ်တဲ့ငါတို့အန်တီဆိုတော့我们阿姨နော်我们阿姨在打扫影院时打扫ဆိုတာတန်ရှင်းလုပ်တဲ့အချိန်影院ဆိုတာကြတော့ရုပ်ရှင်ယုံမှာလုပ်တဲ့အချိန်မှာတဲ့发现လဲတတိထားမိတယ်တဲ့一个钱包ပတ်စံအိတ်တစ်ခုကိုတတိထားမိတယ်အဲ့ဒီမှာ发现ဆိုတာလေးကတော့ meaning လေးပေါ့နော်တတိထားမိတဲ့အတွဲလိုက်影院ဆိုတာရုပ်ရှင်ယုံ打扫ဆိုတာတန်ရှင်းလုပ်တာနော်နောက်တစ်ခု太好了တဲ့ကောင်းလိုက်တာတဲ့သူကပြန်ဖြေတယ်我的钱包是绿色的我的钱包是绿色的ငါရဲ့ပတ်စံအိတ်လေးကတော့အစိမ်းရောင်ပါရိုးတင်ကျုပ်နည်းနည်းဟောင်းနေတယ်里面အထဲမှာတော့ရိုးရှိပါတယ်我的护照ဆိုတာက passport နဲ့信用卡 credit card ပေါ့နော်ရှိသေးတယ်还有一些钱ပတ်စံအိတ်အနည်းငယ်ရှိသေးတယ်ပေါ့နော်ဒါလေးစကားပြောနမူနာလေးတွေပါနောက်ဗီဒီယိုမှာထပ်ပြီးတော့သင်ပေးပါမယ်